သူမဟာအာတိတ်ဒေသရှိဝေလငကန်တွေကိုခုံဆင်းခဲ့ပေမဲ့ရေကအေးလွန်းတာမှုခြေထောက်ကျက်သားတွေကတင်းပြီးမလှုပ်ရှားနိုင်တော့တာကြောင့်သူမရေမျက်နှာပြင်ပေါ်ပြန်တက်လာဖို့မဖြစ်နိုင်ခဲ့ပါဘူးတဖြည်းဖြည်းနဲ့ရေနစ်လာချိန်မှာဘီလူးကဝေလငါးတကောင်ကသူမစိတ်လှုပ်ရှားပြီးထိတ်လန့်နေတာကိုမြင်လိုက်ပါတယ်အဲ့ဒီလိုနဲ့ဝေလငါးကသူမစီကိုရေကူးလာပြီးရေပေါ်ဘက်ကိုထိုးတင်ကူညီပေးခဲ့ပါတယ်သူမအသက်ရှူနေသေးတယ်ဆိုတာသိသွားတဲ့အခါမှာတော့ဘီလူးကဝေလငါးကသူမကိုအချစ်ဆုံးနှန်းတစ်ခါပေးခဲ့ပါတယ် ဘရာဇီးနိုင်ငံပင်လယ်ကမ်းဆက်တနေရာမှာစီးကပ်တဲ့အမဲရောင်စီတွေနဲ့ညှဉ်းညမ်းနေတဲ့ပင်ကွင်းတစ်ကောင်ကိုသူကလက်ထဲကောက်ယူခဲ့ပြီးနောက်ပင်ကွင်းကိုတန်ရှင်းအောင်ဆေးကြောပြီးကျန်းမာရေးပြန်လည်ကောင်းမွန်လာအောင်ပြုစုဆောက်ရှောက်ခဲ့ပါတယ်။ဒါပေမဲ့လွတ်လပ်ခွင့်ပေးဖို့ပြန်လွတ်လိုက်တဲ့အခါပင်ကွင်းကသူ့ရဲ့အိမ်နက်ကိုပဲလိုက်ဖို့ဆက်လက်ကြိုးစားနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ပင်ကွင်းကလက်လျော့သွားခဲ့လို့သူကနောက်ထပ်မတွေ့ရတော့ဘူးလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့လအနှဲငယ်ကြာပြီးနောက်ပင်ကွင်းကပြန်လာခဲ့ပါတယ်။နောက်ထပ်2နှစ်အကြာမှာတော့ပင်ကွင်းကနွေရာသီရောက်တိုင်းမိုင်9000ခီးလောက်ကိုရေကူးပြီးသူ့ရဲ့လူသားမိတ်ဆွေကိုလာရောက်တွေ့ဆုံလို့ဆက်ခဲ့ပါတယ်။